ဒါတန်ရှင်းဖြောင်းမှချင်းဖြစ်တယ်ပြီးလို့ရှိရင်ဒီသမီးကဘသူကိုပုံဆောင်တယ်လဲလောကလူသားအားလုံးကိုပုံဆောင်တာဖြစ်တယ်နော်လောကလူသားအားလုံးကိုပုံဆောင်တယ်သမီးလည်းအထုတ်လိုက်ခဏလေးငါပြင်လောဟုတ်ပြီနော်ဒါပါလေကျွန်တော်တို့ကာယကံဝစီကံမနောကံကံ၃ပါးနဲ့ပြည့်မာတဲ့အဖြစ်အဲ့ဒီအဖြစ်တစ်ခုတည်းမဟုတ်ဘူးနော်ကျွန်တော်လူသားအားလုံးကပါလေအာဒါနဲ့ဧဝဘုရားစကားနားမတောင်ကြပဲကျွန်တော်တို့ရဲ့အထဲမှာဗီဇအဖြစ်ဆိုတာရှိတယ်အဲ့ဒီအဖြစ်ကိုဖျောက်လို့မရဘူးအဲ့ဒီအဖြစ်အားလုံးကိုင်နာဒီအဖြစ်ရှိတဲ့ကြောင့်မို့ကျွန်တော်လူသားကမဖြစ်မလဲငရေကိုသွားရမှာဖြစ်တယ်နားလည်းသဘောပေါက်လားဒီအဖြစ်ရှိတဲ့ကြောင့်မို့ငရေသွားမှာဖြစ်တယ်သို့တော်လည်းဖယားသခင်ကကျွန်တော်လူသားကိုချစ်လွန်အားကြီးလို့ဘုသူ့ကိုမွေးဖွားစေတယ်လေသခင်ယေရှုကိုမွေးဖွားစေတယ်သခင်ယေရှုကပါလေအပြစ်မရှိဘူးဖြောင့်မတ်တဲ့တန်ရှင်းတဲ့စင်ကြယ်တဲ့ဒီဖြောင့်မတ်ခြင်းတန်ရှင်းခြင်းစင်ကြယ်ခြင်းရှိမှကျွန်တော်နောင်တမလုံးမှာကောင်းရာဒုက္ခဘုံတည်ခြင်းအိုခြင်းနာခြင်းမရှိတဲ့သာရအဖအိမ်တော်မှာကျွန်တော်စံမြန်းခွင့်ရမှာဖြစ်တဲ့ဒီဟာရှိမှနော်တန်ရှင်းခြင်းဖြောင့်မတ်ခြင်းရှိမှဖြောင့်မတ်ခြင်းဆိုတာတစ်ကြိမ်တစ်ခါမှအပြစ်မလုပ်ဘူးတော့သူဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်တို့လူသားတွေမှာကဘာရှိတယ်လဲအပြစ်နော်ဒုစရအပြစ်ဗီဇအပြစ်ဒီအပြစ်တွေရှိတဲ့ဒီအပြစ်ကြောင့်ပဲသွားမလဲကောင်းကင်နိုင်ငံမသွားရဘူးဘယ်သွားမလဲငရေထဲမှာဂျိုးကမဲ့ဟာတွေနော်ဒီအပြစ်ကြောင့်ငရေထဲမှာဂျိုးကမှာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလည်းမသွားချင်ပေမဲ့ဘာရှိတယ်လို့သွားမှာလဲအပြစ်ရှိလို့ဒီအပြစ်ကိုဖြေဖြောက်ဖို့ရတဲ့စူးစမ်းတယ်ပညာလို့စူးစမ်းတယ်ပညာလို့ပညာပြစူးစမ်းတယ်နော်ကောင်းမှုကုသိုလ်တွေလုပ်တယ်အမျိုးမျိုးလို့ဘုရားကြောင့်တာဒါမဲ့ဘာဖြစ်လဲဒီအပြစ်ကဘာဖြစ်လဲရှိနေစေပဲပျောက်သွားလားပညာလို့လည်းမပြောက်ဘူးရှိနေစေပဲเนาะအဲ့ဒါကြောင့်ဒီအပြစ်ရှိတော့ငရေသွားမှာဖြစ်တယ်ဒါပေမဲ့ဖယားခင်ရဲ့သားတော်ကကျွန်တော်တို့ကိုချစ်လွှားတို့ဒီလောကကိုလာပြီးတော့ကျွန်တော်ရဲ့အပြစ်ကိုတခြားကြည့်တော့အလုံးဒီကိုကြည့်တော့ကျွန်တော်တို့ရဲ့အပြစ်ကယေရှုကိုပေးလိုက်ယေရှုယူလိုက်ယေရှုရဲ့ဖြောင့်မခြင်းတို့ပေးလိုက်တွေ့လားလိုက်သလားဝေါမိုက်တယ်နော်တော်မိုက်တယ်ဒီဇလန်ကနော်ဒီကျွန်တော်တို့ရဲ့အပြစ်ကဘယ်လိုရောက်သွားလဲယေရှုစီကိုရောက်သွားတယ်ညီမလေးလာတယ်ယေရှုစီရောက်သွားတယ်ဒီအပြစ်ကြောင့်ယေရှုဘယ်မှာအသေးခံမလဲလောဝါကားထဲမှာအသေးခံရတယ်ဒီနေ့ကျွန်တော်တို့လူသားတွေကဖြစ်လဲဘာဖြစ်သွားပြီလဲအပြစ်ရှိသေးလားအပြစ်ပဲရောက်သွားပြီလဲယေရှုစီရောက်သွားပြီယေရှုရဲ့ဖြောင့်မခြင်းပဲရောက်လာပြီလဲကျွန်တော်တို့လူသားစီတင်းစီကိုရောက်ပြီလို့ပြောတင်းပေးရလို့ပြောတင်းစီကိုရောက်လာပြီလို့ပြောတင်းစီကိုရောက်လာပြီဒါဆိုကျွန်တော်တို့မှာအပြစ်ရှိသေးလားမရှိတော့ဘူးအပင်ငရေလာစရာလို့လားမလို့ဘူးယေရှုပေးတဲ့ဖြောင့်မတ်ခြင်းကြောင့်ကျွန်တော်တို့ဒီလက်ထောင်လိုက်လက်ထောင်ယေရှုပေးတဲ့ဖြောင့်မတ်ခြင်းကြောင့်တို့တွေပါလေသာဝရကောင်းကင်နိုင်ငံကိုဝင်စားတော့အခွင့်ရတော်သူဖြစ်တယ်အားလုံးလည်းကိုတိပြအောင်ချီးမွမ်းရအောင်ဟုတ်ပြီကျေးဇူးတင်ပါတယ်အရှင်လို့တော်တဲ့ညီမလေးများအရန်ချစ်စရာအမောပါဘူးအရန်ချစ်စရာ